你当你em hỏi là ngheอยู่ပြီးသားလို့ရတယ်မှာဒါပေါ်တော့ပေးမတတ်ဘူးဆိုပြီးတော့မှအခုတော့ကာပေါ်ကိုလုံးချောင်းစိတ်ချစားနဲ့ရောက်လာခဲ့ပါပြီကျွန်တော်ကားကိစ္စကိုပေါ့နော်နိုင်ယူရမတင်ခင်တူတင်ပြီးတော့မှရောက်ခဲ့တယ်ကားထွက်တာကတော့အချိန်မှန်ထွက်တယ်လို့ပဲပြောပေါ့နည်းနည်းတော့နောက်ကျ9မိနစ်လောက်ပဲနောက်ကျဆိုတော့ that's okay လွယ်8တို့နဲ့ပတ်သက်ခါကျတော့ကျွန်တော်ကတော့သူတို့ကနောက်ထပ်ပေါ့နော်အပူသူတို့မကောက်ဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်ရှေ့ကနိုင်ငံခြားသားတယောက်ကိုကကြတော့သူတို့ကဒီယာဝင်ငွေနဲ့သူတို့အပူ1000တာပေါ့နော်ကျွန်တော်ကင်ကောင်းခဲ့လို့ပဲပြောမလားမသိပါဘူးကျွန်တော်ကဒီ job အိတ်ရယ်နောက်ထပ်အိတ်တီလေးတစ်လုံးကြီးပဲပါစကားကြော is fine I believe ပေါ့နော်ပြီးရင်ကားလက်မှတ်လဲသူတို့ကရေးထားပြီးသားဒီမျိုးအလက်စာအိတ်နဲ့အိတ်ပြီးတယ်ဒါမှမဟုတ်အိတ်အကြီးတစ်လုံးပေးတယ်ပေါ့နော်အဲ့ဒီလိုမျိုးရေးထားပြီးမြဲလဲဒီကားကိန်းနာရောက်ခါကျတော့ဒီအိတ်တင်ပေးတဲ့သူပါပေါ့နော်နောက်ထပ်အပေါ်ငွေတွေတောင်းတယ်ပေါ့နော်တေးမွားလေးဆိုပေမဲ့လဲပေါ့နော်အများကြီးမဟုတ်တော့တေးမွားလေးဆိုပေမဲ့လေလူကိုအနောက်ရှက်ဖြစ်စေရပေါ့နော်ဒီမျိုးတွေ့ကြုံဆိုတာကကျွန်တော်အရှင်းနာကနိုင်ငံခြားတရားလည်းတူပဲဒီမှာလေငါရဲ့လက်မှတ်ထဲမှာ mention တာပြီးသားဘာလို့ငါထပ်ပြီးရအောင်မလဲအမျိုးပြောမယ်လေဆိုရင်ရတယ်လေဒီမှာပေးချင်ဘူးဆိုရင်လည်း你当你em hỏi là ngheอยู่ပြီးသားလို့ရတယ်မှာဒါပေါ်တော့ပေးမတတ်ဘူးဆိုပြီးတော့မှဒီကားကိတ်ကအဲ့တင်ပြီးတဲ့သူကအမျိုးပြောလာပေါ့ကျွန်တော် okay မနေ့စာကကျတော့ကျွန်တော်ကငှက်ပြောတီးတစ်လုံးနဲ့မနီကဆိုင်စေးတောက်ဝဲရင်ဆိုင်ရနေပြီးတော့ပေးလာတဲ့ငှက်ပြောတီးတစ်လုံးနဲ့ပြီးရင်ပန်းတီးဖြော်ရည်ပဲစားခဲ့တယ်ပေါ့နော်တောက်ခဲ့တယ်ပေါ့နော်အခါကျတော့တက်ကနည်းတော့စားနေတယ်ဒါပေမဲ့ကူကီဝယ်ထားရှိတယ်ကူကီစားပြီးတော့မှပဲရှစ်ဆက်သွားရမှာပေါ့နော်တခြားတဲ့ဖန်တွေကလည်းပြီးတော့မှလည်းတေးပေါက်ချင်တယ်